မြန်မာနိုင်ငံကိုဒုက္ခအပေးဆုံးကနံပါတ်1စစ်အုပ်စုနံပါတ်2အနုပညာရှင်အတိုင်းအဝိုင်းပြည်သူလူထုပါဝါသိကြီးတယ်ပြည်သူလူထုရဲ့ညီညွတ်မှုအားကိုယုံကြည်တယ်အခုထိုင်းနိုင်ငံမှာပြတဲ့ပြောတန်ရုပ်ရှင်ဇာတ်ကားပြည်သူလူထုရဲ့စိတ်ဝင်စားမှုမရှိတဲ့အတွက် boycott လုပ်လိုက်တဲ့အတွက်မအောင်မြင်ဘူးပေါ့နော်ဒါအသေးသားပဲရှိသေးတယ်မြန်မာနိုင်ငံကိုဒုက္ခပေးနေတာအခုလက်ရှိနတ်ဝင်တဲ့ဇကာလောက်ကိုကြည့်လို့မရဘူးဒီနေရာမှာပြည်သူမျက်နှာကိုကြည့်ပြီးတော့ဘုံဘုံတို့ပြောရတော့မယ်ဝက်မုံရွှေကြီးသူယောက်ျားနိုင်ဖြိုးကျော်စကားစမင်းအောင်လိုင်ရဲ့သမီးခင်သီရိတတ်မော်နဲ့အကျိုးတူစီးပွားဆောင်ရွက်ချက်တွေအများကြီးရှိတယ်နော်ဒါမြန်မာနိုင်ငံနေမကဘူးစင်ကာပူလိုနေရာမျိုးမှာလေကြောင်းလိုင်းတွေရှိတယ်နောက်ပြည်တွင်းမှာဆိုလို့ရှိရင်လျှက်စစ်ကားတွေဆိုလာတွေတွင်းတယ်အကျိုးမြတ်ရလက်တွေကစကားစားကြီးပဲသွားတာအဲ့တဲ့မြင့်တာနေယူရောက်လိုနေရာမျိုးမှာတော့မှ stock exchange တွေရှိတယ်ဒါတွေကိုမပြောဘူးဆိုတာကရပါသေးတယ်ဆိုရင်အခုကျတော့အဲ့ဒီအမှုပညာရှင်တွေကလူထုကိုမငဲ့ဘူးဟလားမျိုးကြော်ကိုရှောင်ဆိုပြီးတော့လူထုရင်ထဲကိုဝင်လာတဲ့နေဝင်းအခုနေဝင်းကိုရှောင်ဖြစ်သွားပြီဒီလိုပဲ boycott ဆိုတာအမှုပညာရှင်အတိုင်းအဝိုင်းတွေကအကြီးစားကြီးတွေအိုးစားပစ်ကြီးတွေရှိတယ်ဒီခင်သီရိတမွန်ကိုယ်တိုင်ကဟလာထုတ်လို့ရကုမ္ပဏီဖွင့်ပြီးအနုပညာရှင်တွေအားလုံးကိုဆွဲစီတာဒါကြောင့်မို့လို့နတ်ဝင်တဲ့ရုပ်ရှင်ဇာတ်ကားအစရှိတဲ့စကားစပတ်မှရက်တီနေတဲ့အနုပညာဘောမားတွေကိုပြတ်သား boycott လုပ်ပါလို့ဘုံဘုံနေနဲ့အကြံပြုပါတယ်မိမိတို့ကိုခတ်မဲ့အစိတ်တွေကိုမိမိတို့ကနေပြီးတော့မဖော်ဆက်ပေးပါနဲ့လို့ဒီနေရာကနေပြောချင်ပါတယ်